月的老板คนนี้นี่ก็แค่กี่ตัวผู้ชมมาซะเลยความน่าชนะโยกะลิเมียนซอเปลี่ยนปอนนี่ว่าเลยဒီတစ်ခါความน่าชนะโยกะ2000နဲ့2002ခုနှစ်ဖြစ်ပြီးနောက်ပိုင်းရှင်းနှစ်မှပြန်ဖြစ်ပါတယ်အဲ့ဒီနှစ်တုန်းကဒီယောဂကြောင့်မွေးမြူရေးချမ်းများမှာတိမ်မောင်းများစွာဆုံးရှုံးခဲ့ရပါတော့ကြောင့်မွေးမြူရေးလုပ်ငန်းလုပ်သူများအလွန်စိုးရိမ်ပူပန်နေကြပါတယ်ရှင်ความน่าชนะโยกะဟာလိเมียนစွာကူးစက်သောကြောင့်ကိုရီးယားမွေးမြူရေးလုပ်ငန်းများတွင်အလုပ်လုပ်နေသောနိုင်ငံခြားအလုပ်သမားများသည်လည်းယောဂမကူးစက်စေရန်နှင့်ထိုယောဂကြောင့်အလုပ်များမရပ်တန့်စေရန်စိုးရိမ်ပူပန်နေကြပါတယ်။ယောဂအစနဲ့ความน่าชนะယောဂဖြစ်သောမွေးမြူရေးလုပ်ငန်းတွင်လုပ်ကိုင်နေကြသောအလုပ်သမားများဘယ်လိုနည်းနဲ့ကာကွယ်နေထိုင်ရေးများကိုကြည့်ရှုကြရအောင်ရှင်။ความน่าชนะယောဂဟာခြေဖွားများကွဲအပ်သောနွားဝက်တိုးစိတ်သမင်အစရှိသောတရိษံများမှာဗိုင်းရပ်စ်ပိုးဖြစ်ပြီးကမ္ဘာတရိษံစောင်းရှောက်ရေးအဖွဲ့မှတရိษံများအန္တရာယ်ရှိသောကုသယောဂပိုးမျိုးတစ်မျိုးဖြစ်ကြောင်းကြေညာထားပါတယ်။သို့ပေမဲ့လည်းလူများကိုတော့မကူးစက်နိုင်ပါရှင်။ความน่าชนะကုသယောဂကိုကြည့်မယ်ဆိုရင်ယောဂရှိတဲ့တရိษံများမှာထွက်သောအညစ်အကြေးများမှတဆင်မတန့်စင်သောအသားများနှင့်ပြုလုပ်သောစားတောက်ဖွယ်ရာများကိုသုံးဆောင်သူများမှကူးစက်နိုင်ပါတယ်။နောက်တစ်ခုကယောဂဖြစ်သောဒေသများတွင်နေထိုင်သောလူကားအဝတ်ထဲပစ္စည်းများမှလည်းကူးစက်နိုင်ပါတယ်။ความน่าชนะယောဂရဲ့လက္ခဏာထဲမှာတစ်ခုဟာ2ရက်မှ14ရက်လောက်အထိငုံနေပြီးမှပေါ်လာသောကြောင့်အချိန်အလွန်တိုတောင်းလွန်းလာပါတယ်။ကုသသောဆေးပညာများလည်းတေချာစွာမပေါ်ပေါက်သေးသောကြောင့်နေမကောင်းဖြစ်ပြီးပုံစံတူပါကသက်ဆိုင်သောဆေးရုံဆေးကများသွားပြီးအမြန်တိုင်ကြားသတင်းပေးပို့ခြင်းကိုမမေ့ပါနဲ့ရှင်။